ချောင်းဘရိုလေးလည်းဖြစ်ချင်တယ်ဒါပေမဲ့တင်းမင်းကခဏခဏဆဲနေတော့ချောင်းမကင်ဖြစ်ဘူးဆိုတဲ့ brother တွေတွက်ကွာချောင်းကို room ဆော့ပြီးတော့ defend နဲ့ဆော့မယ်ဆိုရင်ကိုတင်းမင်းအကောင်တွေကိုဘယ်လိုတော့မှယုံပေးလို့ရလဲဆိုတာပြပေးမယ်ကွာပြောချင်တာကတော့ချောင်းကိုင်မယ်ဆိုရင် room နဲ့ဆော့တာပို့ပြီးတော့အဆင်ပြေတယ် damage တွေပါနဲ့ဆော့မယ်ဆိုရင်တော့ဆဲခံရဖို့ရခိုင်နှုန်းတော်တော်လေးကိုများတယ်လို့ဗျာပြီးတော့ကြည့်မယ်နည်းနည်းလေးဗာလေးနိုင်ပြီးတော့မြည်လို့ရမရပေါ့ဒီမှာသူရှိရပေါ့နော်လောက်ခတ်လိုက်ပြီဒီကောင်ဘာပြီးတော့နောက်မယ်ကောင်းကောင်းမပေးစားဘူးနော်ဒီကောင်စားလို့မရဘူးပေါ့နော်ဒီဆက်ရှင်ကိုအေးရမှာဒီဆက်ရှင်ကိုဟုတ်ကွအိုးဒီကောင်းပါ යි ဒီ pro လေးကိုဖြစ်အောင်ဒီလိုတော့ဆော့ရမှာပေါ့ဒီကနို3ဆင်းပါညာ Enemy not taking orange. ဟိုဘက်မင်းကတော့ကြောင်တောင်လေးပေါ့နော်ပိုးရောင်နာလိုက်တာကွာလာမိလာမင်းကဆွဲมาလားကြီးมาလားဖြုတ်มาလားကုတ်มาလားတကောင်ရသွားပြီတာတယ်လုံးရသွားပြီအားရတာတယ်လို့လေးရမှာငါတို့ဘွားကြီးသူတက်ပြောင်းနေတယ်ကောင်းလို့လှုပ်လို့မရဘူးကွာကျွန်တော်ကဒီစေးထဲတွေပိုင်းနဲ့ဆိုလှုပ်လို့မရအောင်ကျွန်တော်စပေးတွေပိုင်းသုံးမရအောင်ထိုးအခုရောကမမြင်ဘူးလားဟာဒီမှာကောင်းတယ်ချောင်းဘရိုလေးလုံးပါလीမင်းရတယ်ဒီလောက်တော့ရှိရမှာဟာရောင်လူဖြစ်ကုန်လာတော့နာလေးဆောင်ဝါစီးရောဟာအီမြူလိုက်တာကောင်းတယ်ကွာနော်ဒီကောင်တော့ရအောင်ယူသွားရအောင်ပြန်ပတ်မယ်ဘတ်အများကြီးပဲခုဒီမင်းအကောင်တွေကဘယ်ရောက်ကုန်လာလို့တော့ခွဲဆိုတော်လီကွာဟိုကောင်တော့မရလိုက်ကောင်းတယ်တိုင်းလို့ကောင်းတယ်ဒီကွာမားနဲ့တော့မပေကင်းပါလေလို့နော်တိုင်းလို့နော်ဒါလေးကိုစားမယ်အိုးရောင်ကောင်းလိုက်လားပြန်သွားကြောညီမလူလေးတဲ့လားဖိုင်အောင်သွားပြီမတန်လိုက်တာကွာ